အားလုံးပဲမင်္ဂလာပါရှင် Gloria Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့စာရေးဆရာဧကံမင်းရေးသားထားတဲ့6လောင်းပြိုင်အင်ကြီးဆိုတဲ့ဇလံတူတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဇလံမတင်ဆက်ခင်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်အချိန်နဲ့တပြေးညီသိရှိနိုင်စေဖို့ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ရှင်6လောင်းပြိုင်အင်ကြီးအမောင်ရိပ်ကတဖြည်းဖြည်းနဲ့လမ်းပေါ်ကျလာခဲ့တယ်။တောင်ဆင်းတောင်တက်လမ်းများကြောင့်ခရီးကမတွင်တော့တစ်ဖက်ကကြောက်တစ်ဖက်မှာကတောင်နံရံတို့နဲ့အမောင်ထဲမှာဆိုင်ကယ်မီးအောင်အားကိုပြီးခရီးဆက်နေရတယ်။ဒီတော့ဒီလမ်းပေါ်မှာရက်ချဆိုသလိုဆိုင်ကယ်တစ်စီးနဲ့သွားနေရတယ်။သူ့တာဝန်သူ့အလောက်ကကျေးလက်ကျမ်းမာရေးမှုဆေးရုံဆေးကန်းဝေးတဲ့နေရာဖြစ်ပြီးဆိုင်ကယ်တစ်စီးနဲ့နယ်လဲကူတာပေးနေသူပဲဖြစ်တယ်။တောင်ပေါ်ရွာတရွာပြီးတရွာခရီးဆက်နေရတယ်။တာဝန်ပြီးဆုံးလို့တာဝန်ကြရတောမျိုးကိုပြန်လာရခြင်းဖြစ်တယ်။သူ့တာဝန်ကကြေးရွာအုပ်စုများကိုတပတ်တစ်ခါလှည့်လည်ကူတာရတယ်။ခရီးတစ်ခေါက်ထွက်ရင်ရွာ၄-၅ရွာတာဝန်ယူရတယ်။ရွာကြီးလင်တရက်မြတ်ကြတယ်။တချို့2ရွာတရက်သူမျိုးမှခရီးတစ်ခေါက်ထွက်ရင်3-4ရက်ခန့်မြတ်ကြတယ်။ခရီးစဉ်တစ်ခုပြီးဆုံးလို့ပြန်လာခဲ့ရာပြန်ချိန်နောက်ကျခဲ့ခြင်းဖြစ်တယ်။ခရီးတစ်ဝက်ခန့်ပင်ရောက်သေးတယ်။9နာရီကျော်ခဲ့ပြီ။မှောင်ပေမဲ့လမ်းကတပတ်ကို2ခါမြသွားလာနေရတော့လမ်းဖြစ်တယ်။သူ့အတွက်အစိမ်းကြီးတော့မဟုတ်လမ်းမှာလူတယောက်တွေ့နေတဲ့အတွက်ဖြက်လန်းကသွားရင်မြို့ကိုမကြခင်ရောက်မယ်ဆိုတဲ့အတွက်အဲ့လူပြတော့လမ်းကဝင်လာခဲ့ခြင်းပဲဖြစ်တယ်။အမှောင်တို့ကြောင့်သူဘယ်နေရာဘယ်ခရီးမှန်းဆ၍မရလောက်အောင်ဖြစ်နေတယ်။သူ့အားမြို့မရောက်တော့လမ်းကိုညှော်လိုက်တီလာတော့မသိစိတ်ထဲမှာလည်းစိုးရိမ်စိတ်တွေပိုလာခဲ့တယ်။ဘိုက်ကလည်းစာနေပြီးတခါမှအချိန်နောက်ကျပြီးမပြန်ဘူး။အခုတော့တခါမှမရောက်ဘူးတော့လမ်းပေါ်မှာမှားပြီးရောက်နေခဲ့ပြီပဲဖြစ်တယ်။ဒီခရီးတီလန်ရောက်ဘူးတယ်။သွားဘူးတယ်ဆိုပြီးနေခံညွန်ပြတဲ့လမ်းကိုမှဝင်လာခဲ့မိခြင်းပဲဖြစ်တယ်။ဟင်းဆိုင်ကယ်ကဘာဖြစ်တာလဲ။စီကုံသွားပြီလားမသိဘူး။ဘယ်လိုနှုတ်နှုတ်ဆက်ကပြန်နိုးမလာတော့တဲ့အတွက်နာယီကိုကြည့်လိုက်မိတယ်။9နာရီခွဲတော့မယ်။တောင်ဆင်းတောင်တက်လမ်းလည်းဖြစ်တစ်ပင်ရိပ်တို့အုပ်မိုးထားခြင်းကြောင့်အမှောင်တို့ကပိုကဲနေခဲ့တယ်။ဆိုင်ကယ်ကိုလည်းတွန်းနေရတယ်။မကြခင်တောရိပ်တိရိပ်လွတ်ရာကိုရောက်လာခဲ့တယ်။အဝေးသို့လှမ်းကြည့်မိလိုက်တဲ့အခါရှေ့နားကြကြမှာမီးရောင်ကိုတွေ့လိုက်ရတယ်။ဟာမီးရောင်တွေ့တယ်လူနေအိမ်ဖြစ်မယ်။ဆိုင်ကယ်ကိုတွန်းရင်မီးရောင်တွေ့ရသည်သို့သွားရန်စိတ်ကူးလိုက်တယ်။လူနေအိမ်ဖြစ်ပါကစားစရာတစ်ခုခုတော့ရနိုင်တယ်။ဆိုင်ကယ်ပြင်နိုင်မဲ့သူလည်းရှိကောင်းရှိနိုင်တယ်။နောက်ဆုံးအချိန်မတော်တဲခုနိုင်တယ်။ဒါကြောင့်အားကိုးခြင်းများစွာနဲ့ဇော်နောင်တယောက်ဆိုင်ကယ်ကိုတွန်းပြီးအင်ကြီးရှိရာဘက်သို့ဦးတည်လာခဲ့တယ်။မီးရောင်ကိုမြင်ရတဲ့အတွက်တွန်းခဲ့ရနီးနီးလေးထင်ထားတော့လေနိုင်ဝက်ခန့်နီးပါတွန်းလာခဲ့ရတယ်။မကြခင်မှာပဲအင်ကြီးအနီးကိုရောက်လာခဲ့တယ်။အင်ကြီးရှေ့ကိုလှည့်ဝင်လိုက်တဲ့ချိန်ခြံစည်းရိုးမှာအသေးချာခတ်ထားခြင်းမရှိတဲ့အတွက်စင်ဝင်အောက်ကိုရောက်လာခဲ့တယ်။အင်ကြီးအတွင်းမှာစကားပြောတန်တွေကြားနေရတယ်။တစ်သားတကားကြီးကိုခောက်လိုက်တယ်။ဇွန်နောင်ရဲ့တကားခောက်တန်ကြောင့်အင်ကြီးပေါ်ကစကားပြောတန်များရက်သွားခဲ့တယ်။သူတို့ငါတကားခောက်တာကြားသွားပြီထင်တယ်။ခဏကြာတော့အတွင်းကနေတကားချက်ဖွင့်စံကိုကြားလိုက်ရတယ်။ဘသူလဲကွယ်မှတ်အိမ်ကင်ထားတော့အသက်50ခန့်အတော်ကြီးတယောက်ကိုတွေ့လိုက်ရတယ်။ကျွန်တော်ကကျေးလက်ကျမ်းမာရေးမှုဇော်နောင်မှာနဲလက်ဆေးကုပြီးအပြန်ဆိုင်ငယ်ပြက်လို့ခဏဝင်လာတာပါ။အော်လာလာအိမ်မော်တက်ခဲ့လေ။သူတကားအတွင်းဝင်ပြီးတာနဲ့အတော်ကြီးကတကားပြန်ပိတ်လိုက်တယ်။ကဲအပေါ်တက်ကိုသွားတငယ်အိမ်ရှင်တွေကအပေါ်ထက်မှာအဲ့ဒီလေကားတိုင်းတက်သွားအပေါ်ရောက်မှမင်းကြောင်ပြောပြပြီးတော့ဇော်နောင်လဲပုတ်လုံးတိုင်လက်ရန်လှေကားကြီးကိုကင်ပြီးအပေါ်ထက်ကိုတက်လာခဲ့တယ်။ဟေ့တငယ်လာကွက်အပေါ်ရောက်တာနဲ့အဲကန်စက်တီပေါ်မှာလူကြီးကလှမ်းခေါ်လိုက်တဲ့အတွက်ဇော်နောင်အဲ့ဒီနေရာကိုရှောက်သွားခဲ့တယ်။လာထိုင်တငယ်ဘဲကဘလို့မျက်စိလဲပြီးရောက်လာတာလေ။ကျွန်တော်ကတစ်စိမ့်ရွာကပြန်လာတာပါ။လမ်းပဲမှားလာတာလားမသိဘူး။မျိုးရောက်ရမယ့်အချိန်မရောက်တဲ့အပြင်လမ်းမှာဆိုင်ငယ်ပြက်လို့ဆင်းတွန်းလာရင်နဲ့ဒီအိမ်ကြီးကမီးရောင်ကိုလှမ်းမြင်လိုက်တာနဲ့လှည့်ဝင်ခဲ့တာပါ။တငယ်ကန်ကောင်းသွားတယ်။ဦးလေးတို့ကတကားမပိတ်မိလို့ငါတူအဝေးကမြင်ရတာ။ခါတိုင်းဆိုမှောင်တာနဲ့တကားပိတ်ထားတော့အဝကဘယ်မြင်နိုင်တော့မှလဲ။ကဲငါတူကြီးဒီချိန်ရောက်မှတော့မြို့ပြန်လို့ဘယ်ဖြစ်တော့မလဲ။ဒီမှာပဲညအိတ်သွားပြီးတော့မြေကြီးရေမင်းရဲ့ကိုထမင်းစားရအောင်မှမဟုတ်ဘူး။အောက်ထက်ကနန်းထွေးတို့လင်မယားကိုထမင်းပွဲပြင်ပေးလို့သွားပြောလိုက်။ဘာမှအားမနာနဲ့သွားစားတော့တငယ်ဒီအချိန်ကတော့ဟင်းတမယ်လောက်ကြံကောင်းပါရဲ့။ရပါတယ်ကျွန်တော်ကငပိရည်ရှိလဲစားနိုင်ပါတယ်
လာအကိုကျွန်တော်နဲ့လိုက်ခဲ့ကျွန်တော်နာမည်ကစောလွန်လင်းတဲ့အဖိုးနာမည်ကဆိုင်းထွန်းကြီးအဖွားကဒေါ်နန်းခင်ထားတဲ့ကျွန်တော်အဖေကဆိုင်းအောင်ဖအခုအိတ်ခမ်းနဲ့ခေါင်းကိုက်လို့ဝင်အိတ်နေတယ်ဒေါ်နန်းထွေးဒီကအကိုစားဖို့တောက်ဖို့အဖိုးကစီစဉ်ပေးလိုက်ပါတဲ့အေးစိတ်သားဟင်းနည်းနည်းကြံသေးတယ်စင်းလာခဲ့ထမင်းထည့်ပေးမယ်ကဲအကိုသွားထမင်းစားပြီးမှအပေါ်ထပ်ပြန်ထက်လာခဲ့ပြီးမှစကားပြောကြတာပေါ့ကျွန်တော်တို့ကစောစောမအိတ်တက်ဘူးအေးကျေးသူပဲညီလေးဇော်နောင်လှေကားကနေဆင်းလာခဲ့တယ်လျှက်စစ်မီးလည်းမရှိမီးဆက်လည်းမရှိနဲ့မှန်အိမ်တွေကိုဖျောင်းနိုင်များဖြစ်တာလင်းရောင်ဖွဲ့စည်းထားတယ်ကဲလာအဲ့ဒီစပွဲမှာထိုင်အတော်ထည့်ပေးမယ်မကြခင်မှာပဲစိတ်သားဟင်းတပကံထမင်းတပကံနဲ့ငပိရီတိုးစရာတို့နဲ့စားရတော့တယ်တငဲကန်ကောင်းသွားတယ်ဒီဟင်းကတခင်လေးကောင်းကိုက်လို့ညတာမစားဖြစ်တာနဲ့မင်းအတွက်ကြံနေတာကဲဟင်းတွေကုန်စားလိုက်ဟုတ်ကဲ့ကျေးဇူးပါပဲဒီအိမ်ရှင်တွေကိုသာကျေးဇူးတင်လိုက်ပါဇွန်အောင်လဲဗိုက်စာလွန်လာပြီဖြစ်လို့ထဲ့ပေးသမျှကုန်အောင်စားပစ်လိုက်တယ်ဝိုင်းရလားဟင်းရောထမင်းရောကုန်ပဲဟာထမင်းတပကံပေမဲ့ဗိုက်ပြည့်သွားတာပဲကဲကျွန်တော်ဝိုင်းပြီးသိမ့်ပြီးမယ်နော်နေအတော်ပဲသိမ့်လိုက်မယ်အပေါ်သာတက်သွားတော့အပြင်မှာအသက်50ကျော်ကရှမ်းတိုက်ပုံရှမ်းပေါင်းမီပပဝတ်ထားတဲ့လူကြီးတယောက်ဝင်လာခဲ့တယ်ဒါကအတော်ယောက်ျားလေးအတော်တို့ကဟိုဘက်ခန်းမှာအိတ်ကြတယ်ညဘက်အပေါ့ပါသွားခြင်းရင်ဟိုမှာရေအိမ်ရှိတယ်ရေချိုးလို့လည်းရတယ်အကြောင်းကိစ္စရှိရင်အတော်တို့အခန်းကိုသာပုတ်ပြီးနှုတ်လိုက်ဟုတ်လားကဲအပေါ်မှာတခင်ကြီးတို့စောင့်နေလိုက်မယ်ဟုတ်ကဲ့ကျွန်တော်ရေအိမ်ခဏဝင်အောင်မယ်အော်အေးသွားအပေါ့ပါသွားပြီးနောက်ဇော်နိုင်လည်းထမင်းစားကန်းကနေအပေါ်ထက်ကိုပြန်တက်လာခဲ့တယ်လာထိုင်မောင်ရင်ဘယ်နဲ့လဲစားလို့ကောင်းရင်လားဟုတ်ကဲ့ရှိသမျှအကုန်စားပစ်လိုက်တယ်အေးအဲ့ဒါလို့မှပေါ့မောင်ရင်မှာအိမ်အောင်နဲ့မိသားစုရှိလားဟုတ်ကဲ့မိသားစုရှိပါတယ်သားလေး2ယောက်ရှိပါတယ်အကြီးကောင်ကကြောင်းထားကစားပဲရှိသေးတယ်ဒီအသက်အရွယ်ရောက်မှတော့မိသားစုလေးနဲ့ဆိုတော့ကောင်းတာပေါ့အထီးမကြံတော့ဘူးလေဦးလေးတို့လည်းအရင်ကမိသားစုဘဝလေးနဲ့ပျော်စရာလေးဖြစ်ခဲ့တယ်အသက်တွေကြီးအချိန်ကြာလာတော့မိသားစုတွေပြိုကွဲသွားမှစိုးရိမ်နေရပြီသမီးကြီးလည်းလွန်ခဲ့တဲ့10နှစ်လောက်ကဆုံးသွားတယ်သားလက်ရဲ့မိန်းမလည်းဆုံးသွားတယ်မြေးဆိုလို့ဒီတယောက်ပဲကြံတော့တယ်တားငယ်လေးမယားကတော့အိမ်အောင်ကြပြီးကာစားမှာပဲကားမောက်ပြီး2ယောက်လုံးဆုံးသွားကြတယ်ဒါကြောင့်မိသားစုဖြစ်လာပြီးပျော်စရာကောင်းပေမဲ့အဲ့ဒီမိသားစုကတစပြိုကွဲနေတာကိုမြင်ရပြန်တော့စိတ်ကမရွှင်တော့ပြန်ဘူးဘယ်နည်းငါလှဲ့လဲဘယ်နည်းမှသူ့အလှဲ့လဲဆိုတာစိတ်ထဲအမြဲကြောင်းကြနေခဲ့မိတော့တယ်ဒါကလည်းမိသားစုနဲ့နေဘူးမှမိသားစုနဲ့ခွဲခွာဘူးမှဒီလိုခံစားချက်တွေဖြစ်လာတာကွဦးလေးတို့အရင်ကဒီအိမ်ကြီးပေါ်မှာသားသမီးတွေမြေးတွေနဲ့တယုံနေလာကြတာလက်နက်ကင်တွေကြောင့်တေးရတာရောကားစီးတန်းကြောင့်တေးရတာရောဘယ်မှပြောစရာကောင်းလို့လဲငါတူရဲ့ပြီးတော့ရှိသေးတယ်တေးပြီးတာတောင်မှမကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေကလည်းရှိသေးတယ်ကိုတေးလို့တေးမှန်းမသိသွားရမယ့်လမ်းမရှိဆွဲလန်းမှုကြောင့်ဖတ်တွယ်နေတဲ့သူတွေကလည်းရှိတတ်ကြသေးတယ်လေဗျာဘလို့အမျိုးအစားတွေလဲဦးကြီးရှောင်လွှဲမရတဲ့တေးချင်းမျိုးနဲ့တေးကြပြီးမိမိကိုယ်တိုင်တေးလို့တေးမှန်းမသိနေရအစွဲနဲ့နေတတ်နေကြတဲ့ဝိညာဉ်တွေလည်းရှိနိုင်ကြတယ်လို့ဦးလေးကပြောတာပါအချိန်မတော်ကြီးဒီအကြောင်းတွေပြောရင်ငါတို့ကြောက်နေပါဦးမယ်အိတ်ချင်ပြီလားမအိတ်ချင်သေးပါဘူးဦးကြီးတို့အိတ်ချင်တဲ့ချင်းအိတ်ပါကျွန်တော်ကိုအားမနာပါနဲ့ငါတို့ကြီးအတွက်အိတ်ခမ်းပြင်ပေးထားပြီးပြီဟိုဘက်ခမ်းမှာအိတ်ဖျောင်းနိုင်တိုင်ယူသွားအိတ်တဲ့ကမီးမောက်အိတ်ပေါ့ဒီရဲ့ခမ်းမှာမှန်အင်းတစ်လုံးအမြဲထွန်းထားတယ်ညမုံညရအမောင်နဲ့သွားတယ်မလို့တော့ဘူးပေါ့ကွယ်ဟုတ်ကဲ့ကျွန်တော်ကညဘက်အပြင်မထွက်တတ်ပါဘူးအိတ်ပြော်ရင်တရေတဲ့အိတ်တက်ပါတယ်ကောင်းတာပေါ့ဒါမှအိတ်ရေးဝမှာကဲစကားပြောကြအောင်ဒေါ်လေးသွားအိတ်တော့မယ်နော်ဦးလေးကြီးပေးထိုင်နေတဲ့အတော်ကြီးကအိတ်ချင်ပြီလို့ပြောပြီးထသွားခဲ့တယ်ဦးကြီးလည်းအိတ်ချင်အိတ်တော့လေအေးမင်းကြီးကစကားသိမ့်များတဲ့ကောင်သူကစကားပြောဖို့ရှာနေတာပြီးခဲ့တဲ့ညကသူ့အဖေချောင်းဆိုးလွန်းလို့တညလုံးဒီပါမအိတ်ရဘူးလေမောင်ရင်ထမင်းစင်းစားနေတော့အိတ်ငိုက်နေတာနဲ့အိတ်ခိုင်းလိုက်တယ်ဟုတ်ကဲ့ဦးကြီးကျွန်တော်လည်းအိတ်ခမ်းနဲ့ဝင်တော့မယ်အချိန်က12နာရီခန့်ရှိပြီဇော်နောင်အိမ်မှာဆိုရင်17နာရီမထိုးမချင်းဘယ်တော့မှမအိတ်အခုအိမ်ရှင်များကတယောက်ပြီးတယောက်ဝင်အိတ်နေမှာတော့သူလည်းအပြင်မှာထိုင်နေလို့မသိတော့ဒါကြောင့်ဖျောင်းနိုင်မိကူ၍မိမိအတွက်နေရာချပေးထားတဲ့အခန်းကိုထွက်လာခဲ့တယ်အခန်းတကားကိုတွန်းပြီးအထဲဝင်လိုက်တယ်ဇော်နောင်အခန်းထဲရောက်တော့စိမ့်ရွှေအနံ့လိုညှိနှံ့လိုအနံ့တစ်မျိုးရလိုက်တယ်တစုံတစ်ခုရှက်တိုက်ဆွဲလိုက်တဲ့အတန်မျိုးကိုပါကြားလိုက်ရသေးတယ်ဒီအခန်းမှာလူမနေတာကြာလို့
တကားပိတ်ထားတဲ့အတွက်အနံ့သက်တွေမကောင်းခြင်းဟုသာစိတ်ကမှတ်ယူထားလိုက်တယ်။အဲဒီနောက်အိယာဘကိုတုံးလုံးလှဲအိတ်လိုက်တယ်။ဖျောင်းတိုင်ကိုမီးငိမ့်လိုက်ပြီးပျော်အောင်အိတ်လိုက်ရာမကြခင်မှာပဲအိပ်ပျော်သွားခဲ့တယ်။အချိန်ကတကောင်ကျော်လွန်ပြီး3 နာရီပင်ရှိနေပြီ။စူညံသောအတန်တချို့ကြောင့်ဇွန်တော်အိမ်မောကျနေရမှာနိုးသွားခဲ့တယ်။ကြောက်ပါပြီကြောက်ပါပြီ။ခမည်းတော်မိသားစုဒီအိမ်ကြီးမှမတောင့်မတနေနိုင်တာခမည်းမိမရခဲ့တဲ့အမွေတွေကြောင့်မဟုတ်လားအကုန်ထုတ်ပေးကျုပ်တို့ဘာလုံးမမလုပ်ပဲထိုင်စားခဲ့တာအခုတော့အားလုံးကုန်သွားပြီမင်းတို့ကိုပေးတရားမရှိတော့ဘူးကျုပ်တို့မှာတနက်တွေပါတယ်နော်လိမ်မှုမကြိုးစားနဲ့ခမည်းမိသားစုတွေအကုန်ခေါ်လိုက်ဒါအကုန်ပါပဲအိမ်ပေါ်2 ယောက်နဲ့မှတအိမ်လုံး6 ယောက်လည်းရှိပါတယ်ဇွန်အောင်ကသူ့ကိုပါပြောလိုက်၍ခေါ်ထုတ်ခံရမှာကိုစိုးရိမ်နေခဲ့တယ်သူတကားကိုအနှဲငယ်လှက်ကြည့်လိုက်တယ်အလဲမှာလူ6 ယောက်ထိုင်နေတယ်ခမည်းကြီးမှာရှိတဲ့ပစ္စည်းအကုန်ထုတ်မပေးလို့ကတော့အကုန်တက်ပြစ်မယ်ဟိုတော်ကြီးပြီးခဲ့တဲ့9 နှစ်လောက်ကခမည်းမိဘတွေအမွေပေးလိုက်တာကျုပ်တို့သိထားတယ်နော်ခမည်းတို့ဝစ်ထားတဲ့လက်ဝတ်ရတနာတွေအပြင်သိမ်းဆည်းထားတာမရှိဘူးဆိုတာတကယ်လားဟုတ်ပါတယ်အကုန်ပါပဲကဲမုတ်စိတ်အဲ့ဒီမှန်အိမ်ကိုယူသွားဟိုနားသွားပြီးပောက်ခွဲလိုက်အိမ်မီးလောင်သွားရင်ဖွက်ထားတဲ့ပစ္စည်းတွေမီးတဲ့အကုန်ပါပြီပေါ့ဒါနဲ့မပြီးသေးဘူးအဖိုးကြီးအဖွားကြီးရှိမှတယောက်ချင်းကိုတက်ပြမယ်ဟန်စိန်တယောက်ခေါ်သွားပြီးတက်ပြစ်လိုက်မုတ်စိတ်မှန်အိမ်ကိုအဲ့ဒီနားမှာပောက်ခွဲလိုက်လောက်ကြစမ်းမြန်မြန်လူစိုးတယောက်ကခြေရင်ဘက်နံရံနာကိုမှန်အိမ်ကိုပောက်ခွဲလိုက်တယ်ရေနံစီများပြန့်ကျဲကုန်ပြီးမီးကထလောင်တော့တယ်ဟိကောင်ဟန်စိန်ဘာရဲလုံးနေရလဲဆရာလုပ်သူကအမိန့်ပေးလိုက်တဲ့အတွက်ဦးလေးကြီးဤသားနောက်တော့ခေါ်ကခေါင်းကိုတနက်နဲ့တေးပြီးပြစ်လိုက်တယ်အမလေးသေးပါပြီအတော်ကြီးတေးတာကခမည်းမဟုတ်ဘူးခမည်းရဲ့သားဗျမကြခင်ခမည်းတို့အလှက်ပစ္စည်းတွေထုတ်ပေးမလားမပေးဘူးလားတကယ်ကိုမရှိတော့လို့ပါယုံမာငါတို့ရာကဲနောက်တစ်ယောက်ကကောင်လေးကိုခေါ်သွားအဖိုးကြီးနဲ့ဖွားကြီးခေါင်းဆောင်အားပြေးဖက်ပြီးတောင်းပန်နေဆရာကြီးတို့ရဲ့မြေးလေးကိုတော့မတတ်ပါနဲ့သူ့အစာကျုပ်တို့ကိုသာတတ်သွားပါခလေးကိုတော့ချမ်းသာပေးပါဖွက်ထားတဲ့ပစ္စည်းရှိရင်ထုတ်ပေးမတတ်ဘူးတကယ်ကိုမရှိတော့လို့ပါအလုံးမရှိထိုင်စားနေကြတာကုန်နေပါပြီကဲအားလုံးတက်ပြစ်အတော်ကြီးထိုင်ရာကမိလေသွားတယ်မီးကလည်းတဟောဟုံးတောက်လောင်နေခဲ့တယ်ခေါင်းဆောင်လို့သူကအသက်မသေးသူအားလုံးကိုပြစ်တက်လိုက်တယ်ဆရာဝေရှာကြည့်အောင်မလားရှာမနေနဲ့တော့ရတာပဲယူသွားကြမယ်ဒီလောက်အသေးခံပြီးညင်းနေတာတကယ်မရှိတော့ဘူးဆိုတော့တေချသွားပြီသွားကြမယ်လူဆိုးများအိမ်ပေါ်ကဆင်းသွားကြပြီအားလုံးအိမ်ပြင်ထွက်သွားတဲ့ကိုတိမှဇွန်အောင်အခန်းအပြင်ကိုထွက်လာခဲ့တယ်အပြင်မှာလူ6 ယောက်လုံးတနက်အပြစ်ခံရပြီးတေဆုံးကုန်ပြီပဲဖြစ်တယ်ငါတော့ကန်ကောင်းလို့အသက်မခံရတာငါလည်းဒီအိမ်ကြီးမှာနေလို့မဖြစ်တော့ဘူးဆိုင်ကယ်ကိုတွန်းပြီးသွားရတော့မယ်အချိန်က3 နာရီခွဲခန့်ရှိပြီဇွန်အောင်လည်းအိမ်ပေါ်ကနေအမြန်ဆင်းလာပြီးပြက်နေသောဆိုင်ကယ်ကိုတွန်းကအပြင်သို့ထွက်ခဲ့လိုက်တယ်မကြခင်လမ်းပေါ်ကိုရောက်လာခဲ့တယ်ဆိုင်ကယ်ကိုတွန်းနေရင်မှနောက်ဖက်သို့လှည့်ကြည့်လိုက်မိတယ်အိမ်ကြီးကမီးဟုံးဟုံးလောင်နေတယ်အခြားလောင်တရားမရှိတော့တဲ့အတွက်မီးရှိန်နဲ့ကျနေခဲ့ပြီသူလမ်းပေါ်မှာဆိုင်ကယ်ကိုတွန်းရင်မှန်မှန်ရှောက်နေခဲ့စဉ်အနောက်မှာတောင်ပေါ်သူလင်မယားအထုပ်အပိုးထမ်းများနဲ့လာနေတယ်မကြခင်သူ့ကိုမှီလာတဲ့အတွက်လမ်းဖယ်ပေးလိုက်တယ်မနက်ဝေလီဝေလင်းရောင်းဝယ်ကြတော့9 ရက်တစည်းသို့လာရောင်းကြသူများပင်ဖြစ်တယ်မနက်9 နာရီမထိုးခင်မှစပြီး6 နာရီ9 နာရီအထိသာရောင်းချတယ်9 နာရီကျော်10 နာရီဆိုရင်ဈေးသည်များပြန်ကုန်ကြပြီမိမိတို့နေရက်ကိုစောစောပြန်ကြတယ်ဒါကြောင့်မုံမလင်းခင်ဈေးအမီလာကြသူများပဲဖြစ်တယ်နောင်ကြီးဆိုင်ငယ်ပြက်လို့လားဟုတ်ပါဗျာညထဲကပြက်လို့ဟိုနောက်နာကအိမ်ကြီးမှာတညဝင်တဲနေတာကျုပ်ဝင်အိတ်တဲ့ညမှာပဲဓမြတိုက်လို့အိမ်မှာရှိတဲ့လူတွေတေကုန်ပြီအိမ်ကြီးကိုပါမီးနဲ့ရှို့သွားတယ်ဓမြတွေထွက်သွားတော့မှကျုပ်လဲပုံးနေရကနေထွက်ပြီးဆိုင်ငယ်ကိုတွန်းထုတ်ခဲ့တာနောင်ကြီးဘယ်အိမ်ကိုပြောတာလဲခမည်းတော်နဲ့မတွေ့ခင်10 မိနစ်လောက်ကပဲရှိအောင်မယ်ထင်တယ်လမ်းပေါ်ရောက်တော့တောင်မီးလောင်နေတဲ့အိမ်ကိုမြင်နေရသေးတယ်ခမည်းတော်လည်းအိမ်ကြီးမီးလောင်နေတာကိုအဝေးကမြင်နိုင်တာပဲမတွေ့ကြဘူးလားမလောင်ပါဘူးမှောင်နဲ့မဲမဲကြီးပါဟာကျုပ်သိပြီခမည်းဟိုမီးလောင်ထားတဲ့အိမ်ကြီးကိုရောက်ခဲ့တာလားမီးလောင်ထားတဲ့အိမ်မဟုတ်ဘူးမီးလောင်နေတဲ့အိမ်အခုလောက်ဆိုမီးငိမ့်ပြီးပြကြနေလောက်ပြီဒါဆိုခမည်းတရေအချောက်ခံလိုက်ရပြီမဟုတ်တာဟုတ်တယ်ခမည်းပြောတဲ့အိမ်ကြီးကလွန်ခဲ့တဲ့4-5 နှစ်လောက်ကကျုပ်လူပြိုအရွယ်အိမ်အောင်မကြခင်တစ်နှစ်ဆိုပါတော့ဗျာကျုပ်တို့ကဒီလမ်းကဈေးကိုအမြင်အယောင်းဝယ်လာနေကြမနက်3 နာရီလောက်မှာအဲ့ဒီအိမ်ကြီးမီးလောင်နေတယ်မီးတွေကတဟုံးဟုံးနဲ့တအိမ်လုံးကိုဝါးမြုံနေပြီဈေးကလည်းပြန်လာရော
မီးလောင်တဲ့အင်ကြီးမှာရွာသားတွေရောရဲတွေပါရောက်နေကြတယ်။ဓမြတွေလိုချင်တာမရလို့အိမ်မှာနေတဲ့လူ6ယောက်လုံးအသက်ခံလိုက်ရပြီးအင်ကြီးကိုမိရှို့သွားတာတဲ့အရင်ကဆိုဒီဝန်းကျင်မှာအင်ချီ20လောက်ရှိတယ်။တောင်ရလောက်စားကြတယ်။နောက်ပိုင်းလက်နက်ကင်ဓမြတွေမကြာခဏဝင်ပြီးလူရက်တိုက်ခိုက်ကြလွန်းလို့တီးမခံနိုင်တော့ပဲမြို့ကိုပြောင်းပြေးသွားကြတာ။ဒီမိသားစုကအင်ကြီးရခိုင်ဆောက်ထားတာဆိုတော့ဖြစ်လို့ရဖြစ်မပြောင်းဘူးဆိုပြီးတောင်ရအလုတ်ဆက်လုပ်ရင်းနေခဲ့ကြတာနောက်ဆုံးဓမြတိုက်ခံရပြီးလူတွေတက်အိမ်ကိုပါမိရှို့ခဲ့ကြတာခမားလိုပဲ2ယောက်3ယောက်ရှိပြီးအိမ်ကြီးထဲဝင်တဲမိရင်အိမ်ကြီးကအကောင်းကြီးလူတွေကလည်းအသက်ရှင်နေကြတယ်အဲ့ခံစကားတွေပြောကြတယ်မနက်3နာရီခန့်ရောက်တော့သူတို့တည်ခဲ့ရတဲ့ပုံစံအတိုင်းရုပ်ရှင်ပြနေတယ်လို့ဖြစ်လာရောတယ်အခုလေခမားရှိမှသူတို့ကိုလူဆိုးတွေကတတ်သွားတယ်ပေါ့ဟုတ်လားဟုတ်တယ်ကျုပ်ပြားသူတို့ကြွေးတာတွေလည်းစားမိတယ်ဘလို့မှတစေတရေတွေလို့မထင်ပါဘူးဗျာအိမ်ကြီးကလည်းအိမ်ကြီးရခိုင်းပြကျုပ်ကလည်းအချောက်ခံရခြင်းလို့ဖြစ်မယ်အိမ်ကြီးနားရောက်မှဆိုင်ငယ်ကလည်းပြတ်သွားတယ်ဆိုင်ငယ်ပြတ်လို့တွန်းပြီးရှောက်လာတဲ့အချိန်မီးရောင်ကိုမြင်လိုက်ရတာဒါဆိုခမားဆိုင်ငယ်ကိုပြတ်အောင်လုပ်လိုက်တာများလားအခုတရေတွေလည်းမရှိတော့ဘူးဆိုတော့ခမားဆိုင်ငယ်ဆက်ကိုနှိုးကြည့်ပါလားခမားမီးလောင်တဲ့အိမ်ကြီးကထွက်တော့နှိုးကြည့်သေးလားဆက်ပြတ်နေတာပြင်မပြင်ရသေးတာဒီအတိုင်းတိုးထွက်လာခဲ့တာကျွန်တော်နှိုးကြည့်လိုက်အောင်မယ်ဇော်နောင်ဆိုင်ငယ်ပေါ်တက်ခွပြီးဆက်နှိုးကြည့်လိုက်တယ်ဟာစက်ခါကောင်းကြီးပဲကျေးသူပဲဗျာခမားတို့တတိပေးလို့ဆိုင်ငယ်နဲ့လိုက်ခဲ့ပါလားဟာမဖြစ်ဘူးကျုပ်တို့လင်မယားကိုဆိုင်ငယ်တစ်စီးနဲ့တင်သွားလို့ရမှာမဟုတ်ပဲပစ္စည်းတွေတင်ပေးလိုက်မလားရတယ်သွားဈေးကိုမိနစ်20လောက်ပဲရှောက်ရတော့မှာခမားအားမနာနဲ့သွားတော့ဇော်နောင်လဲဈေးတဲ့လင်မယားအားနှုတ်ဆက်ပြီးဆိုင်ငယ်ကိုမောင်းထွက်လိုက်တယ်6လောင်းပြိုင်တေခဲ့တဲ့ဝိညာဉ်တို့မကျွတ်မလွတ်သေးတဲ့အိမ်ကြီးမှာတညလုံးနေခဲ့ရတဲ့အဖြစ်ကိုပြန်စဉ်းစားမိရင်ကြက်တီးတဖြန်းဖြန်းပင်ထသွားပါတော့တယ်ရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်နားထောင်သူပေါင်းစိတ်ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေရှင်ကျမကတော့အစီအစဉ်တင်ဆက်ပေးခဲ့သူပိုးတင်စာပဲဖြစ်ပါတယ်ရှင်